အားလုံးပဲမင်္ဂလာပါစာဆိုတဲ့ Audio Channel မှာကြိုဆိုပါရခင်ဗျာယခုဖတ်ပြပေးမှာကတော့ဆရာတင်ညွန့်ရေးသားတဲ့လူကြီးကျွန်ဖြစ်ဖို့သူမကြိုးစားပါဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ဆရာတင်ညွန့်ကလည်းယူသေးကတော့ပြုပါတယ်ခင်ဗျာအသက်သက်သောဇလံကောင်းလေးများကိုနားဆင်နိုင်မှုအတွက်ကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ပေးထားကြပါဦးခင်ဗျာဇလံလေးကိုနားဆင်ခံစားပေးကြပါဦးခင်ဗျာအတန်းထဲတွင်လူဆိုးလေးတွေရှိပါသည်ပေတေတေကတ်တတ်တဲ့ပြန်မပြောနားမထောင်စင်ကြီးများစီကံမဲ့စသည်ဖြင့်များစွာရှိသည့်အနက်အောင်မြိုင်သည်ထိုရေးချင်းများအလုံးနှင့်ပြည့်စုံသူဖြစ်သည်ကျွန်တော်ကလူဆိုးလေးတွေကိုအများကြီးကြုံတွေ့ဘူးသည်မြင်းကောင်းတွေကလက်သားမကြမီရိုင်းတတ်သည်သူတို့အရရင်ဆိုးတွေကိုထိန်ချုံနိုင်လိုက်လျင်မြင်းကောင်းတစ်စီးအဖြစ်ခိုင်းကောင်းပေးလိုက်မည်တပည့်တွေကြားတဲ့တွင်လူဆိုးလေးတွေသည်လူတော်လေးတွေဖြစ်နေတတ်ပါသည်သူတို့၏အငုံစိတ်ကိုမထုတ်ဖော်နိုင်သေးမီအချိန်ထိသူတို့စိုးကောင်းစိုးနိုင်ပါသည်သို့သောသူတို့အချိန်တန်လေးလူကောင်းလေးများဖြစ်သွားစေရန်မပြုပြင်နိုင်လိုက်ပါကကြောင်းမဟုတ်ပြီမအောင်မြိုင်ကျွန်တော်နှစ်ကြိမ်တိတိခေါ်သည်ကြောင်းခေါ်ခြင်းခေါ်နေခြင်းဖြစ်သည်သူရှိနေမှလည်းသိသည်အဘဲကြောင့်မထွေရသည်ကျွန်တော်ဒေါသထွက်နေတော့လဲအမှားကိုအမှားနဲ့တိုက်၍မရမှန်းသိသည်ထို့ကြောင့်မအောင်မြိုင်ခေါ်နေတယ်လေရှိမဟုတ်ဘူးကွာဒါစစ်တက်မဟုတ်ဘူးတက်ထဲမှာလူစစ်တဲ့အခါထိုးတဲ့လေသံမျိုးကျောင်းထဲမှာထိုးဖို့မတင်ထားပါဘူးပြန်ခေါ်မယ်ပြန်ထိုးပါမအောင်များရှိပါတယ်မဟုတ်သေးဘူးတာမှားနေတယ်ဆရာအလုံးကိုတင်ထားတယ်ယောက်ျားလေးတွေဆိုရင်ခမည်းဆိုတာလေးကိုထည့်သုံးမှုမိန်းကလေးဆိုရင်ရှင်ဆိုတာလေးကိုထည့်သုံးမှုတည်တည်ချာချာတင်ထားတယ်အတန်းထဲမှာတန်းစည်းကမ်းဆိုတာရှိတယ်ပြန်ထိုးပါမအောင်များရှိပါတယ်ခမည်းဒါပေါ့ကွာကျွန်တော်ကျန်နေမြောက်ကိုစစ်ခေါ်သည်ကျွန်တော်ဤเจ้าကိုရောက်ဒီမှာမကြသေးသို့သောလူဆိုးလေးတွေအကြောင်းကိုစာပြီးလေ့လာသည်အတန်းထဲတွင်နာမည်ကျော်တွေကတော့အောင်မြိုင်စစ်အောင်မျိုးကြီးခင်မာဝေတို့ဖြစ်သည်သူတို့အားလုံး၏နောက်ခံအကြောင်းချက်တွေကအားလုံးလိုတူညီနေကြသည်သူတို့တွင်မိစုံဖဆိုမဟုတ်ကြလင်းများခွဲနေကြသည့်အိမ်တော်များဖြစ်သည်အဖေရှိအမေမရှိအမေရှိဖေမရှိများကြတဲ့တွင်မအောင်မြိုင်ကတော့အဖေရောအမေပါမရှိအတော်အဖိုးဖွားများနှင့်အတူနေရရှာသည်အဖေကသူသုံးနှစ်သားအရွယ်ကလေးကထွက်သွားသည်အမေကယူနေသည်အမေကိုလွန်သားသည်မှာလာပိုင်းခန့်သာရှိသေးသည်သူ့အိမ်တွင်ရေးကအစဉ်ပြေလှသည်မဟုတ်အဖိုးအဖွားနှင့်ဒေါ်တွေကချစ်သည်မှန်တော်လဲဆင်းရဲကြသည်ဆင်းရဲခြင်းနှင့်မပြည့်စုံခြင်းကအောင်မြိုင်ကိုအရင်စိတ်ဝင်စေသလားစဉ်းစားစရာဖြစ်သည်ကျောင်းတွင်ဆရာလုပ်ရသည်မှာစာသင်ရန်တက်တက်ဆိုလျင်မှားပါသည်ကျွန်တော်ကတော့ကလေးတွေကိုစိတ်ပညာနည်းဖြင့်ရှင်းကပ်သည်အတန်းတွဲတွင်လူ30ရှိလျင်30လုံးကိုနားလည်ရန်ကြိုးစားကြည့်သည်သူတို့အားလုံးကိုတဦးချင်းစကားပြောကြည့်ရန်အားထုတ်သည်ကျောင်းထဲတွင်ဖြစ်တော်လဲအလွတ်သဘောနှင့်တွေ့ကာအကြောင်းတစ်ခုခုချပြီးဖန်တီးတွေ့တတ်သည်တနေ့ကျောင်းလှတော့အခါကျွန်တော်ကမအောင်မြိုင်ဆရာကိုတစ်ခုလောက်ကူညီပါလားသူကဘလို့မှမထင်ထားသဖြင့်လွယ်ကိုလွယ်နေရကငိုင်းပြီးကြည့်နေသည်ကျောင်းရှိဆရာမတွေကသူနှင့်စကားပြောရမည်ကိုပင်ကြောက်เสียဟုသတ်မှတ်ခါရှောင်နေကြချိန်တွင်ကျွန်တော်ကသူ့ကိုအကူအညီတောင်းလိုက်သည်ကိုသူကကြောင်ကြည့်နေသည်ဟုတ်ကဲ့ဆရာစပိန်ချင်းညို့ပြတ်နေတယ်ဆရာကလည်းရုံးခန်းထဲမှာမင်းတို့စာမှုကဖြေလာတွေကိုစစ်ဖို့ရှိနေတယ်ဆရာလုပ်ပြီးချိန်ဆိုရင်စပိန်ပြင်ဆိုင်ကပိတ်လက်ပြီးထင်တယ်အဲ့ဒါသားတစ်ခုလောက်ကူညီပါလားဆရာစပိန်ကိုစပိန်ဆိုင်ပို့ပြီးပြင်ပေးလို့ရမလားဟုတ်ကဲ့ရော့သားဒီမှာ9ချက်ယူသွားသူတို့တောင်းသလောက်ပေးလိုက်နောက်ဘိန်းကလည်းလေးစိတ်နေသလားဘာကြွမကောင်းတာလားမသိဘူးစစ်ပေးခဲ့ပါဦးဆရာကိုကူညီမယ်မဟုတ်လားဟုတ်ကဲ့အောင်မြိုင်ကမျက်နှာမှုန်ကုတ်ကိုမကြည့်မသာနေပါလေသားမအားရင်လည်းနေပါသွားတော့ရပါတယ်ဆရာကျွန်တော်သွားပြင်ပေးပါမယ်ကျွန်တော်ပထမအဆင့်တော့အောင်သွားပြီသူကပတ်စံကိုယူလိုက်သည်ကျွန်တော်ကတိုက်ပေါ်အင်ကြီးထဲမှာစပိန်တော့ကိုထုတ်ပေးလိုက်သည်ကျွန်တော်ရုံးခန်းထဲတွင်စောင်းမိုးပဲဖြေလာတွေကိုစစ်နေသည်တနအီလောက်ကြာသွားသည်ထင်သည်ရုံးခန်းရှိတွင်စပိန်တန်ကြားလိုက်ရသဖြင့်ကျွန်တော်ကခေါင်းမော့ကြည့်လိုက်သည်မအောင်မြိုင်အော်ဟေ့သားရေခဏလေးဆရာလာမယ်ကျွန်တော်ကစပွဲဘော်ကဖြေလွှာတွေကိုမြင်းလုံးနဲ့ဖိလိုက်ပြီးအပြင်ကိုထွက်လိုက်သည်စပွဲကိုပတ်ပြီးအပြင်ကိုထွက်လိုက်ခြင်းတွင်ကျွန်တော်ခြေထောက်တွေချောကနေဖြစ်သွားသည်စပွဲကိုဖမ်းကင်လိုက်တော့လဲရှစ်ပြစ်လက်ပြအုံကနေပြုတ်ကြသည်
စောစောလေးကကျောင်းဆောင်သည့်ရေအိုးကိုဒီလာပြေသွားရာကျောင်းရေတွေဖိတ်နေသည်ကိုသတိမထားလိုက်မိရေနှင့်ချောကားပြက်လက်တွင်ခုံတန်းနှင့်ခါကရိုက်ချသလိုဖြစ်ပြီးရှင်းပြလက်ပြက်လဲနေသည်ဆရာအောင်မြိုင်ကပြေးဝင်လာပြီးကျွန်တော်ကိုထိုးသည်အာမဆွဲနဲ့သားခါကရက်နာနေတယ်ကျွကျွန်တော်မထနိုင်မျက်စိကိုမှိတ်ပြီးအသားလေးမှိတ်နေရသည်အောင်မြိုင်ကကျောင်းဆောင်ကိုပြေးခေါ်သည်ကျောင်းဆောင်ရောက်လာမှကျွန်တော်ကစပွဲပေါ်ကစာရွက်တွေကိုတင်ခိုင်းဗီယိုရက်ထက်တော့ခက်ငါပြတ်မဲ့ကွာငါ့ကိုစိုက်ကားတစ်စီးလောက်ငှားပြီးစပိန်ကတော့ရုံငန်းနဲ့ထည့်ထားလိုက်ဆရာသားလိုက်ပို့ပေးမယ်ရပါတယ်ကွာအောင်မြိုင်ကကျွန်တော်ကိုစပိန်နဲ့နောက်ကလိုက်ပို့သည်ကျွန်တော်ကစိုက်ကားနှင့်အိမ်ပြန်လာရသည်အိမ်ကိုရောက်သည့်အခါတွင်လဲအောင်မြိုင်ကအိမ်ပေါ်ကိုတွဲပို့သည်ဆရာတယောက်တည်းနေတာလားအေးသားဘာလုပ်ပေးရမလဲပြန်တော့လေရပြီမုတ်ချုပ်တော့မယ်ရပါတယ်ဆရာသားဒီညဆရာနဲ့အတူနေပြီမယ်ပြန်မကွယ်မင်းငါစိတ်ပူနေပါမယ်သားကိုစိတ်ပူမဲ့သူတွေဒီလောကမှာမရှိပါဘူးဆရာမဟုတ်သေးဘူးကွာမင်းမအဖိုးအဖွားနဲ့ဒေါ်တွေရှိတာပဲဆရာသားထမင်းတဲပေးမယ်လေအေးမင်းမစကွာထည့်ချစ်လိုက်ဟင်းကတော့တို့ခုနကဝင်ခဲ့တဲ့လန်ဒရာထိတ်ကဆိုင်လေးမှာသွားပဲတားစားချင်တာပဲဆရာကတော့ငါဟင်းရော့ဒီမှာပတ်စံနေပါဆရာစပိန်ပြင်မို့ပေးထားတဲ့ငါးချက်ရှိပါတယ်မင်းစပိန်ဆိုင်ကိုမပေးဘူးလားအဲ့ဒါတော့သားလောက်တတ်ပါတယ်သားပြင်ထားတာငါတပည့်ဘယ်ဆိုးလို့လဲသူ့မျက်နှာတွင်ပထမဆုံးအပြုံးလေးကိုတွေ့ရခြင်းဖြစ်သည်အမှန်တော့ကျွန်တော်ချော်လဲတာတော့မှန်သည်ရောထိုင်လိုက်ခြင်းဖြစ်သည်ခါလဲမနာပါသို့တော့ကလေးတယောက်ကိုကျွန်တော်လေ့လာခြင်းသည်အနိကလေ့လာခြင်းသည်ထို့ကြောင့်ရုပ်ရှင်ရိုက်လိုက်ခြင်းဖြစ်သည်ဆရာဆိုသည်မှာတခါတရံဒါရိုက်တာဆရာဆိုသည်မှာတခါတရံသရုပ်ဆောင်အောင်မြိုင်ကကျွန်တော်အိမ်ကိုရှင်းလင်းပေးသည်တမျက်စိလှည့်ပေးသည်တောက်ရည်ဥတွေကိုရေဖြည့်ပေးသည်ကျွန်တော်ကိုထမင်းခုကျွေးသည်ကျွန်တော်ကသူ့ကိုအတင်းထိုင်ခိုင်းပြီးအတူစားခိုင်းရသည်သူ့ကိုပြောရဲဆိုရဲအောင်ကျွန်တော်စကားလမ်းကြောင်းရသည်အမှန်တော့ကျွန်တော်ပြောသလိုပင်မြင်းရိုင်းလေးတစ်ကောင်ဖြစ်သည်တည်တည်ချာချာပေါင်းကြည့်မှမဆိုးတော့လဲအဘဲကြောင့်စိုးနေရသနည်းဆိုခြင်းကိုဖြေချလိုက်တော့အိမ်နှင့်မိသားစုအပေါ်မကျင်လက်ရှင်များဖြစ်ကာပောက်ကွဲနေခြင်းဖြစ်သည်ပြီးတော့ဆင်းရဲခြင်းလူပြပေါင်းလေးဖြစ်လို့အချိန်တွင်သူများတွေလိုမဝတ်နိုင်သူများတွေလိုမစားနိုင်သူများတွေလိုမသွားနိုင်ရှာမိဘတို့၏အပြုအစုအယူရကိုခံနေရသူတွေကိုတွေ့တိုင်းသူ့ဘဝ၏ပြည့်စုံမှုတွေနဲ့ရှင်ကပောက်ကွဲနေခြင်းဖြစ်သည်အမှန်တော့သူတို့လိုကလေးမျိုးတို့၏အနည်းတွင်အားပေးကူညီနိုင်မည်စာနာတတ်သူတို့အမှန်ပင်လိုနေသည်မအောင်မြိုင်ပြန်တော့ဆရာစပိန်ယူသွားမနေ့မှအကြောင်းကိုပြန်စီလာခဲ့ရပါတယ်ဆရာသားဆရာနဲ့နေပြီမယ်သားမှအိမ်ရှိတယ်မိသားစုဆိုတာရှိတယ်ဘယ်တော့မှမမေ့ထားနဲ့သားစိတ်ထဲမှာကျင်တတ်တာရှိမယ်မကျင်တတ်တာတွေရှိကောင်းရှိမယ်ဒါပေမဲ့သားဟာယောက်ျားတစ်ယောက်ဆိုတာမမေ့နဲ့သူကငြိမ်ပြီးခေါင်းကြီးငုံထားသည်ယောက်ျားလို့ပြောလိုက်တာသားကိုမန်တစ်ခုရှိဖို့ပြောတာကိုဘဝဆိုတာကိုယ်တိုင်ဖန်တီးရမှာသားဘယ်သူမှအကုမနေနဲ့ဘယ်သူကိုမှမျှော်လင့်မနေနဲ့ဆရာမင်းတို့ကအတန်းထဲမှာပြောဥပါတယ်ငါသာလေငါဘဝရဲ့ဖန်တီးရှင်ငါသာလေငါဘဝရဲ့အရှင်သခင်ဆိုတာသူပြန်သွားသည်ကျွန်တော်စပိန်ကိုယူသွားသည်ကျွန်တော်ကျင်နဲ့ဝမ်းသာခဲ့ရပါသည်သူ့မျက်နှာအသွင်ပြင်အပြောဆိုတွေအလုံးပြောင်းသွားသည်နောက်တစ်နေ့ကျွန်တော်အကြောင်းကိုလိုင်းကားနှင်လာသည်အောင်မြိုင်ကကားဂိတ်တွင်စပိန်လေးနဲ့လာဆောင်နေသည်ဆရာတက်တာသွားပြီလားအေးကွာတက်ဆရာစပိန်ပေါ်ဆရာကိုလာဆောင်နေတာလားဟုတ်ကဲ့ထိုနေ့ကစပြီးအောင်မြိုင်တယောက်အပိုးကျိုးသွားသည်ဆရာမတွေအားတင်သွားသည်ဆရာမဒေါ်ခင်ဝင်းကဆရာအောင်မြိုင်ကိုဘလို့လှုပ်လိုက်တယ်လဲမသိဘူးဟုမေးသည်ကျွန်တော်ကပြုံးနေမိသည်တနေ့ညနေကျွန်တော်အကြောင်းရုံးခန်းထဲတွင်လာချုပ်စီးရင်တွေလုံနေစဉ်ဆရာသားဝင်လာခဲ့လို့ရလားရတာပေါ့ကွာလာလေးမအောင်မြိုင်ဆရာကိုဒါလေးလက်ဆောင်ပေးပြစေဘာများလဲကွာသူကကျွန်တော်ကိုစက်ကူဘူးလေးတစ်ခုလာပေးနေခြင်းဖြစ်သည်ကျွန်တော်ဖွင့်ကြည့်လိုက်ရာပြင်စကန်ပုံရင်ထိုးလေးဖြစ်သည်ရင်ထိုးပေါ်တွင်လူရီကျွန်းဆိုသည့်စာရနှင့်
1980ဆိုသည့်ခုနှစ်ကိုတွေးလိုက်ရသည်ဒါကဘာလဲကွာမောင်မြန်အဲ့ဒါကျွန်တော်အဖေရဲ့အမှတ်တရပစ္စည်းလို့အတော်ကပြောတယ်ဟုတ်လားမင်းအဖေကလူကြီးကျွန်ဖြစ်ခဲ့ပုံရတယ်ဖြစ်ခဲ့တယ်တဲ့ဆရာဒါပေမဲ့သူနဲ့ပတ်သက်တာအဲ့ဒါပဲရှိတော့တယ်သူပဲပြောက်တော့မှမသိဘူးဟာမင်းအဖေကလူတော်ပဲကွာသားရဲ့မင်းအဖေလိုကြိုးစားလိုက်စမ်းပါဒီတစ်စိတ်ကဆရာကိုဘာလို့လာပြတာလဲလာပြတာမဟုတ်ဘူးဆရာကိုလာပေးတာဆရာယူထားပေးပါဘာဖြစ်လို့လဲကွာအဲ့ဒါကြီးကိုအဖိုးတွေအဖွားတွေအတော်တွေကသားကိုပြပြီးရှိန်ချောက်သလိုလုပ်နေတာနင့်အဖေလောက်မတော်ဘူးတွေဘာတွေပြောနေတယ်နေတိုင်းအဲ့ဒီတသိန်းနဲ့လာပြီးလူကိုစော်ကားနေသလိုပဲကျွန်တော်အဖေတော်ကောင်းတော်မှာပါဒါပေမဲ့သူဟာလူတော်ဆိုရင်အမေကိုပြင်မသွားဘူးသူကြောင့်အမေမယူရဘူးပေါ့လူကြီးကျွန်ဖြစ်တော်ရောဘာလို့ရမှာလဲဆရာကျွန်တော်သဘောပေါက်သွားသည်သူခံစားချက်ကိုနားလည်သလိုရှိသွားသည်အဲ့ဒီတော့ဆရာကိုမင်းကဒီရင်တို့လာပေးလိုက်တာဟာမင်းကိုနေတိုင်းချင်းချောက်နေတဲ့ပြဿနာတစ်ခုကနေချောင်ထွက်သွားနိုင်တယ်ထင်သလားသူငိုင်သွားသည်အမှန်တော့ဒီတစ်သိက်ကိုမင်းစာကျစ်နေတဲ့စပွဲပေါ်တင်ထားရမှာနေတိုင်းကြည့်ပြီးမေးရမှာအကောင်းဘက်ကမေးမယ်ငါသူ့လိုလုံနိုင်မှာလားမလုံနိုင်ဘူးဆိုရင်အစိုးဘက်ကပြောင်းတွေ့မယ်ငါနဲ့ငါအမေကိုပြစ်သွားသလိုမျိုးငါဘယ်တော့မှမလုပ်ဘူးကျွန်တော်ကသူ့ကိုတသိပ်ဘူးလေးကိုလှမ်းပေးလိုက်သည်ထို့နောက်ဒီမှသာပြဿနာတစ်ခုကိုဘယ်တော့မှမချောင်လွှဲနဲ့ကွာရင်ဆိုင်နိုင်အောင်ကြိုးစားအမှန်တော့ကိုမကြိုက်တာကိုရင်ထဲကထုတ်နိုင်အောင်အရင်ဆုံးကြိုးစားရမှာမင်းအဖေကိုမင်းမကြိုက်ဘူးဟုတ်ပြီနော်မင်းမျိုးကြီးအဖေကိုသိလားနေတိုင်းမူးလားသားသမီးတွေကိုရိုက်မင်းတက်ဆိုးတဲ့အနေထားကိုသူတို့ခံစားနေရတာကိုကစိတ်ထဲမှာမကျေနပ်တာတွေမပြည့်စုံတာတွေတွေးမိရင်လောကမှာငါ့ထက်ဆိုးတာတွေအများကြီးပါလားဆိုတာတွေးနိုင်အောင်ကြိုးစားကွာသူကလက်ထက်တွင်ဘူးလေးကိုစုပ်ကိုင်ထားသည်မအောင်မြိုင်မကျေနပ်ချက်တွေကိုတွန်းအားတစ်ခုလိုလှုပ်ဆက်မှာကွာကြိုးစားကြည့်စမ်းပါကိုဖြစ်ရှင်တဲ့နေသားတစ်ခုကိုရောက်အောင်လုပ်ကြည့်စမ်းပါမအောင်မြိုင်သည်လူရည်ကျွန်တော်ဖြစ်မလာပါသို့သောသူသည်ယနေ့ကားဝတ်ရှော့တစ်ခုထောင်ထားသည်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေသည်ယနေ့အီစာကိုရေးရသည်မှာအကြောင်းရှိသည်မနေ့ကသူ့စီကဖုန်းလာသည်ကျွန်တော်ကသူ့ကိုမေးမိသည်မင်းအဖေလူရည်ကျွန်တစ်သိန်းလေးသိမ်းထားသေးရဲ့လားဆရာပြန်ပေးလိုက်တဲ့နေကလေးကရှောင်းတဲ့ကိုလွတ်ပြက်ခဲ့တာဇလန်းလေးကတော့ဤတွင်ပြီးဆုံးပါပြီဤဟိုတို့တို့လေးကိုကြိုင်းတဲ့ဆိုရင် like and share လေးလုပ်ပေးကြပါဦးခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေ